တရားပေါ့နော်ဒီအိမ်လေးကနေဆွန့်ခွာပြီးတော့အိမ်တစ်ကလေးကိုသွားရင်ကောင်မလေးတယောက်ကြောင်းတစ်ဆက်မှာပဲဖြစ်ပါရှင်အိမ်ကြောင်းနဲ့ကောင်မလေးကနေကြောင်းတို့မလေးတယောက်ကြောင်းတစ်ဆက်မှာပဲဖြစ်ပါရှင်ဒီအိမ်လေးကတော့ငါရှာရတယ်တော်တော်လေးကောင်းနေကွာဈေးရလေချိချိုရှိရဒီအိမ်ုံလေးဈေးတက်နဲ့ရောင်းလိုက်မယ်ကွယ်ဒီအိမ်ုံဈေးတက်နဲ့ရောင်းပြီးတော့မှအဲ့အိမ်လေးကိုဝယ်လိုက်မယ်ဆိုတော့နည်းနည်းလေးတော့ကြောင်ကြဒီနားထက်ကွယ်နည်းနည်းလေးဘယ်လိုပြောမလဲငါရဲ့တဘာဝရှုခင်းလေးနဲ့တဘာဝဆက်နဲ့အိမ်ကလေးရမှာဒါဆိုတော့ငါဒီပွဲစားကိုလည်းငါချိန်ပြီးပြီဒါဆိုတော့ငါနဲ့ချိန်လိုက်နေရတော့ဒီပါလေဒီနားလေးကကဖေးဆိုင်မဲဆိုတော့ဘာမှတော့ရေးကြည့်မရှိဘူးအဝယ်စားရပါညာကြီးလေငါထုတ်ကိုဘက်အိမ်ကိုငါသွားပြီးတော့လေပို့ပြီးပြီဟိုနေ့တည်းကပို့ပြီးပြီဆိုတော့ဘာမှယူကြလည်းမရှိငါအဲ့ရဲ့ကိုရီးကူတာပစ္စည်းလေးတွေနဲ့နေပပထဲတယ်မှာအဝယ်စားအိတ်တအိတ်ပဲကျန်တော့တယ်ဒါဆိုငါတားလေးယူလိုက်မယ်โอเคအဲ့ဆိုငါကြောင်းတက်ဘာညာလေးဆင်းပြေးဒီနေ့ကကြတော့ဟိုပါလေအမလီဟဲ့ဒီနေ့ကတနင်္လာနေ့မှမဟုတ်တာဒီနေ့ကအကြောင်းကလည်းတွားရအောင်ပါဆိုတော့ကျောင်းတော့မတွားတော့ပါဘူးဒီနေ့ကျောင်းသွားလိုက်ပါမယ်လေပွဲစားအိမ်ဟာလေးပဲအိမ်နေမသိတော်ပါတော့ဒီနားမှာပဲငါကော်ဖီဆိုင်ကိုတခါတည်းမှာကားလေးနဲ့တခါတည်းတွားလာလိုက်အောင်မယ်အိမ်ရလဲသူ့ဘာတူလိုက်မယ်လေဒါဆိုငါကဖေးဆိုင်တွားလိုက်အောင်မချေကဖေးဆိုင်လေးတွားမယ်ကဲမောဒီနားနဲ့ဒီနားကိုကားနဲ့တွားရမယ်လေပြီးတော့ရင်ကားပြန်မယူလာနိုင်အမလေးဟဲ့ရဆိုမချေဒီစကပ်ပြီးမှာတော့လို့စကားတော့ထိုင်ပြီးတော်တော်များပြောမနေပတ်စံကုန်နေဆိုဒီနားမှာပဲငါရက်ဆောင်ဒီရှိမှာပဲပြောတော့မယ်အမလေးတူတောင်ပြန်သွားပြီငါလေးပြန်တော့မယ်လေငါလို့ဆိုတာစကားရအကုန်ပြောပြီးပြီဒါဆိုတော့အခုပဲသူလည်းအင်္ဂလိပ်စာလေးပြီးပြီဆိုတော့ငါလည်းသွားတော့မယ်ကဲငါသွားလိုက်ပါမယ်ဒီဘက်လမ်းထိပ်ကပဲထွက်တော့မယ်ဟေးဟိုဘက်လမ်းထိပ်ကတော့ထွက်နေမနေကတ်တိုက်မယ်နော်ဘေးဖယ်ကောင်းမတီးနိုင်ကတ်တိုက်ရင်တော့တီးလိုက်မယ်ဆိုငါတော့လိုက်ပါမယ်မနက်စာရေးပါရတော့ငါမစားခဲ့ရသေးဘူးဒါမဲ့လည်းဘာမှဖြစ်ပါဘူးမနက်စာမစားရတယ်ကောက်အချိန်တင်မောင်းမှဖြစ်မယ်အမလေးတီးတော့မပဲအမလေးဟဲ့ကားမမောင်းတပါဘူးဆိုမှပဲရှင်းလုံးနေပြီရပြီကားလေးကိုဖြည်းချင်းနေမောင်းမယ်နန်းမလေးတီးပြီဟဲ့တော်တီးရဲ့ငါရဲ့လက်စွဲတွေပါရကောင်းနေလို့ပေါ့ကာမော့စကီရတယ်မနေဘူးเนาะကျမကာမော့စကီရသူအိမ်လေးရတော့ဗာလေတောလို့ရွာလို့ပုံစံမျိုးလေးမှနေရမှာဆိုတော့နည်းနည်းလေးပြောဖို့တော့ကောင်းမှထင်တာပဲပြီးအိမ်လေးတအိမ်လေးကွာတအိမ်လေးဆိုတော့အေးလောက်တယ်ပြီးရင်တောက်ပေါ်ပါဆိုတော့တောင်မော်ရွာလေးမှာဆိုတော့နည်းနည်းလေးကွာဖြစ်မှတင်တယ်ဒီဘက်ကတော့ပါလားမသိဘူးဟုတ်တယ်အရှိမရောက်ပြီလားမသိရောက်ပြီဟာဒီအိမ်ပဲအမလီဟဲ့ကိုင်းနေလားအမလီသေးပြပြီဟဲ့အမလီလူတော့သေးရောမှာပဲအမလီဟဲ့လူချက်ပါဒီကောင်ကဘလို့လို့အမလီတော့ပါပြီတော်သေးတာဗောအမလီဒီတောင်မောကလည်းလေးဟိုကားကျန်းနေကွာဒီမှာမတက်ရပဲငါလမ်းမှာရဲလိုက်ရမှာလူချက်ပါရှင်ကဲတက်ပါဦးဒီပါငါလည်းထားလိုက်ပါဒီတိုင်းပဲထားလိုက်တော့ပြီးတော့မှပဲငါဖုန်းဆက်ပြီးတော့ဗာလေဝရှော့ကသွားပူးလိုက်မယ်ဒီမှာဖက်နဲ့ကျူလို့ရပြီထိုင်လို့လေရထိုင်နေဒီရှိကိုရောက်သွားသူ့ရဲ့အိမ်လေးကတော်တော်လေးလိုက်ကွာပြီးရင်ဒီမှာရှိချိုးကန်လေးရပါတယ်ငါအခုဒီပါရှော့ဒီမှာလည်းချိုးရပဲပြီးတော့ဒီမှာတပင်လေးနေတော့လိုက်တာအေးချမ်းနေရပဲ Oh my god ကိုရိုင်းဆိုင်ခီးမြေလေးလေတော့ပန်းပင်လေးနဲ့ပန်းချလေးလေးပါတယ်ငါ Instagram မှာဒီလိုဟာလေးတွေတင်လို့ရတယ်တို့ဆရာကြီးဝါအိမ်ထဲမှာလည်းအမောပြီးဆရာလေးတွေအများကြီးပဲစိတ်ကြောက်ဆရာကောင်းလိုက်တာပအိတ်ခါလာမသိအောင်ဒီရိုးခါကွာပေါ်ထက်ကအိတ်ခါထက်နေဟုတ်ပါငါဟိုမှာလိုင်းပေါ်မှာကြည့်ရတဲ့အတိုင်းပဲ
ဒါဆိုတော့ငါလည်းပစ္စည်းတွေအကုန်လုံးငါရွှေ့ပြီးသားဆိုတော့ငါမှရွှေ့စရာတော့ဘာမှမကြမ်းဘူးတန်းတူကြပါဒီမှာထားလိုက်ပြီးတော့โอเคဟဲ့ပြတ်သွားပြီโอเคငါပြီးဝင်မှထိလိုက်ပါတယ်ဟာခုံလေးကထိုင်လို့လေရတယ်ကွာဒီပေါ်မှာထားလိုက်ပါကောင်းလိုက်တာဝေါဒီမှာအဲ့ရလေးနဲ့ဆင်းသက်ပဲဂရင်းပေါ်မှာတက်တောင်ခုံလေးရပြီဟဲ့ရှေးပြောစရာပြီးရင်ငါဒီမှာငါကျောင်းသူဆိုတော့ဒီလိုမျိုးလေးနေလို့ရရကွာတယောက်တည်းနေရပူပြီးကောင်းနေအော်ဒါဆိုတော့ငါဘယ်နှနိုင်မှမရှိသေးဘူးထင်တယ်ဘယ်နှနိုင်ရှိပြီလဲမသိကျောင်းနောက်ကြတော့ဘာမှဖြစ်ပါဘူးကျောင်းထဲကငါလည်းညသွားရမယ်ဟာခဏလေးဟာအကျောင်းဝတ်စုံနေပဲမှလည်းမသိအင်းညာပဲနားမလေးရမှာအကုန်လုံးလုပ်ပြီးပြီဆိုတော့ငါ breakfast လုပ်လိုက်ပါဦးမယ်โอเคငါဟင်းလေးရချက်ထားတယ်ကဲဟင်းနေပါလေချက်ပြီးပြီမှာထမင်းစိတ်ဒီပါနေရတော့ဟင်းနဲ့ချက်ပြီးပြီရပြီဟင်းချက်ပြီးသွားပြီဆိုတော့ငါလည်းလေအဝတ်စားလေးပဲသွားလေးလိုက်ပါမယ်ကဲဝတ်စားလေးပါလေးသွားလေးလိုက်ပါမယ်အော်မလို့အဝတ်စားရင်မလဲသေးဘူးဟာငါဒီမှာကြောင်းလိုက်ဒီပါအစင်းတင်ငါထည့်ထားလာကျောင်းလိုက်ထဲအကုန်ထည့်ပြီးပြီဆိုငါအဝတ်စားလေးလောက်မယ်ကဲငါအဝတ်စားလေးလိုက်ပါမယ်โอเคငါအဝတ်စားလေးလဲပြီးသွားဝတ်စားလေးလဲပြီးပြီဆိုတော့ငါဒီမှာလွယ်ကလေးလွယ်လောက်မယ်အော် sorry လွယ်မယ်တာကဲကျောင်းကလည်းဘယ်နှစ်နိုင်ပဲရှိသွားလိုက်မယ်အော်ဒီလိုနေရာမှာငါလမ်းလျှောက်ပြီးတော့မှလားမသိပါဘူးလေငါလည်းစိတ်ကူးနေပါတယ်ကဲလမ်းလျှောက်ပြီးပဲသွားတော့မယ်တကယ်တော်တော်လေးပါပဲဟေးငါလည်းတကယ်လမ်းလျှောက်ရတာညောင်းလားအမလီမောလိုက်တာလမ်းလျှောက်ရတာလေဒီနေရာလေးကလည်းကျောင်းနဲ့ဝေးတယ်ဆိုတော့လေလမ်းတော်လျှောက်ရမှာပဲဒီရင်ဒါဆက်သွားနေလို့ကတော့သွားပြီးတက်စီလေးပါလေးလည်းမရှိဘူးပဲနားမကားကလည်းအမရေးတဲ့လာမှောက်နေသေးရဲ့ကျောင်းကလည်းမမီရော့ဦးထင်တယ်မမီလည်းသွားရမှာပဲလေကျောင်းပြက်ခံလို့မဖြစ်ဘူးငါစုရအောင်လုပ်ရမှာစုမရဘူးဆိုရင်အဆင်ပြေမှာမဟုတ်ဘူးစုကိုငါရောင်းရမယ်လေရှောင်းပြီးတော့မှပဲငါပတ်စံရမယ်စုမလီငါကြောက်မပြတ်တဲ့စုရမှရမယ်ကြောက်မပြတ်တဲ့စုရမှာပဲအစာလေးတော်တဲ့စုလေးရရမယ်ကြောက်မပြတ်တဲ့စုဆိုရင်ဟိုရမယ်လေပါလေပတ်စံရမယ်ကွမဟုတ်ဘူးပြီးကြောက်မပြတ်တဲ့သူတွေစုပေးတယ်ပိုင်စားတော်ရဲ့စုလည်းပေးတယ်ဆိုတော့ဒီနေ့လေးစင်ပြေတာပေါ့စားရအောင်လုပ်ရမယ်ဟာမလေးဝေးကြံသေးတယ်ဟေးဝေးကြံသေးတယ်ခုမှကပတိန်မေရီယာနေရာပဲရှိသေးရပဲဒီတိုက်ပဲဟုတ်တယ်မာကာရမီရီယာတိုက်ပဲရှိသေးတယ်တကယ်တော်လေးဝေးသေးတာပဲမောလိုက်တာခဏနေထဲမှာနားအောင်မယ်ဒီနားလေးမှာပြီးတော့မှဆက်တော့မယ်12နာရီထိုးနေပြီလူကြပါတော့ထမင်းစားချိန်တော့ဖြစ်နေပြီအမလေးကြောင်းရှိတော့ရောက်ပြီဆရာကြီးမမြင်အောင်သွားရမယ်ခဏလေးငါနောက်ဘက်ကဝင်ရမယ်ဆရာကြီးမမြင်တော့တရားပေါ်ဆရာကြီးနောက်ကသွားလိုက်လို့ဆရာကြီးတိတ်မဲ့ပုံနောက်မပေါ်နေတော့မယ်နောက်ကပဲသွားရမယ်ရှိဘက်ကဆိုဆရာကြီးတရားပါဆရာကြီးကတော့ဘယ်ရောက်သွားလဲမသိအိမ်ကသွားလိုက်တယ်တော်ရမယ်နေတော့အခုမှလာတော့တမီမဟုတ်ဘူးတမီလေလို့အဲ့တော့ရတော့ဆိုမြင်လို့အဲ့တော့ဟုတ်ကဲ့ပါဆရာဆရာကြီးနဲ့တိုက်ရိုက်ထိုးတယ်တဲ့ငါကြောင်းကအခုလာပါဆိုမှပဲအမလီဘယ်ရောက်ကုန်လဲမသိခဏလေးဟဲ့ထမင်းစားရတော့မယ်လေ
သူတို့ထမင်းဟင်းနေပါတယ်ဟေးဟဲ့တမ်းပြီးထမင်းစားရတယ်ကဲငါထမင်းစားအောင်ပါပဲစားလို့ကောင်းလိုက်တာဒီခောက်ဆက်ပြုတ်လေးရအခုပဲအိမ်မှာကိုပြုတ်လာတဲ့ခောက်ဆက်ပြုတ်လေးတွေ့ရမလားဘဲဝလီလေးပါကျုပ်ဝလီလေးပါသူများရတော့ဒီပါမုတ်တွေဟိုကစတရားစားနဲ့ငါတော့အစီပဲဘိုက်စားပိုက်ပြေးဟာလေးစားသူများအိမ်မှာဒီပါမုတ်တွေစမ်းခွင့်နေစားဟာသူများငါစားကောင်းနေဟာလေးစားတယ်ဟဲ့ဟိုမှာဆုလိုက်မှာလားကဲအကောင်လုံးလည်းစားပြီးသွားပြီဆိုငါလည်းစားပြီးပြီပေါ့ငါတော့နောက်ဆုံးမှာပါဟဲ့နေခုမှလာကြမဟုတ်ပါဘူးငါလွယ်မိကြံကေလို့တွားယူတာငါနင်တို့တော့စောတည်းသိလားအော်ဆရာဖွင့်နိုင်ပြီလားတိုင်ပြီးပါပြီဟဲ့နေရလေးဒီပါငါမသိလို့ပါဟဲ့နစ်ပင်ရရှေးလာတယ်နော်နေရအဲ့ဒါပဲပြောနေသူစားမလာဘူးလားဒီမလာဘူးထင်တာပဲပြတ်သွားဟုတ်တယ်ဟာသူစားမပါဘူးကွန်ပျူတာတော့တင်ရပါမယ်ဆိုတော့ကြားတယ်ပါဟဲ့ဒါဟိုဘက်သားကမလေးဒီကွန်ပျူတာတော့တင်မယ်ဒီလိုကြားလိုက်တာဟဲ့နင်လေးသွားရတယ်တလန်းစစ်နေသွားနေတကယ်တော်တော်လေးကြားမယ်ငါပဲတော့တင်အောင်မယ်ခန်းရောက်ပြီလေဟဲ့ကွန်ပျူတာခန်းရောက်ပြီလေပဲသွားနေရလေကောင်းဟဲ့ပဲသွားနေရလေကွန်ပျူတာခန်းကဒီမှာလေအော်ကွန်ပျူတာခန်းချိန်မဟုတ်ဘူး sorry ဒီခန်းတင်ရမှာဟဲ့ဒီခန်းလည်းမဟုတ်ဘူးဘာတင်မလဲအော်ဒီမှာလားအော်ဒီပါဘယ်ကြောက်စရာငါကောင်းလားကြိုက်တော့မယ်အမလေးကြောက်တယ်လောက်ပါအောင်ကောင်းကြိုက်နေပြီလောက်ကြပါအောင်ကောင်းကြိုက်နေပြီဆီယမရေငါကောင်းကြိုက်နေတယ်လောက်ကြပါဆီယမကြီးကြောက်လိုက်တာသမီးကောင်းယူမိကြမဖြစ်ပါဘူးသမီးရဲ့ဆမကြောက်တယ်ဆမအေးရပြီငါမတိုက်တော့ငါကိုက်တဲ့ကောင်ပြောက်သွားပြီငါဆုရအောင်ငါမကိုက်တော့ဆမပါကြည့်မမို့လို့လဲဆမရဲ့ဆမလေးအော်အိပါချင်းဟင်းဝဲတွေကိုဖြစ်သွားတာပဲဆမတော်တော်လေးစားကောင်းမယ်ပေါ့ပဲဘယ်လိုကောင်းမှာလဲစားလေးရတော့ဒီစက်တက်မှာဘယ်နှစလိုက်ပါရှင်ဒီစက်တက်လေးရတော့ပေါ့နော်ကျမရဲ့နောက်ဆုံးနေရာလေးပါအကုန်လုံးလုပ်ပြီးသားပြီဆိုတော့စာကြည့်တိုက်လေးပါနှစလိုက်ပါတာ